အများလိုက်တာဗျာဘိုင်းလောက်ကြတယ်နော်မကြီးပြုတ်ကြလိုက်လို့ကတော့အောက်ကလူတွေကတစားကြီးပဲဟမ်အနေတော်တော်များတာပဲလူရင်ဟောင်းနဲ့လောရတာဆိုအနေတော့ရှိမှာပဲနော်ကြည့်အပေါ်ဟာရွကြည့်ဇီဒီရောဗျဇီဒီရောအပေါ်သူတင်တာဗျတင်တဲ့အခါကျအောက်ကဝလုံးနေနဲ့ဝိုင်းထောက်ကိုတင်ကြပြကြတာနော်ဇီဒီရောတင်ကြတယ်တကယ်လို့ရှော့ကြတာပြုတ်ကြတာဖြစ်သွားရင်တော့အောက်ကလူဘောကမတွေးသေးကျွန်တော်အနေနဲ့ဆိုတော့ကျိုးနဲ့တိုင်းပြီးတော့လှုပ်တင်တာကရိန်းတို့ကျိုးတို့ပေါင်းတယ်ဒီရှားလေးတိုင်းပြီးတော့လုံပို့ပေါ့ကောင်းမယ်လို့ထင်တာပဲဒီပုံတန်းတိုင်းဆိုတော့ပြုတ်ကြသွားလို့ကတော့အောက်ကလူတွေအတွက်နည်းနည်းအန္တရာယ်ရှိနိုင်တယ်လို့ထင်တယ်ပေါ့နော်ပြင်းဖို့စီရောပြန်တင်တာဗျကျွန်တော်အမြင်ပေါ့ဗျာအမြင်ပေါ့အောက်ကလူတွေကတော့တော်တော်များတယ်ဗျ10ယောက်15ယောက်တော့ရှိတယ်တင်းနေကြတာပေါ့နော်ဒီကမိုင်းနဲ့အော်ရလူကလည်းအော်ပြောရလူကလည်းပြောလိုက်အပေါ်တော်ရောက်ပါမလားစဉ်းစားကြည့်အပေါ်တော်ရောက်ပါမလားဘယ်လိုမှတင်ကြမစိတ်ဝင်စားဖို့တော့ကောင်းတယ်လူအများနဲ့ပေါ့နော်ဘယ်လိုတင်လဲမသိကြည့်ကြုံမဟုတ်ဟိုဘက်ဒီမှာလည်းရှိသေးတယ်အကောင်လုံးဝလုံးနေနဲ့ဝိုင်းထောက်ပြီးတင်ကြအဲ့မလေးပြုတ်ကြတယ်ဟာပြုတ်ကြတော့တဲ့လူနော်တဲ့လူဘက်ကလည်းဝလုံးနေနဲ့ထောက်ထားကြတယ်ဒီဘက်ကလည်းဝိုင်းပြီးတော့တဖြည်းဖြည်းချင်းကြီးရွှေ့ပြီးတော့တင်းနေကြတယ်လူတွေပုံမြင်ကြီးရတယ်တော့ရောက်မလားမရောက်တော့ဘူးရောက်ခံနေပြီပြုတ်ကြတော့မှာပဲ